နေ့စဉ်ဘဝမှာလှုပ်တဲ့အချက်၅ချက်ကိုမျှဝေပေးခြင်းပါတယ်နေ့စဉ်ဘဝမှာလှုပ်တဲ့အချက်၅ချက်ပထမအချက်မနက်တိုင်းကိုယ့်အတွက်အချိန်နည်းနည်းပေးပါစိတ်ကိုတည်ငြိမ်အေးချမ်းစေဖို့ပါအချက်မသိတာကိုမေးဖို့မရှက်ပါနဲ့မေးမြန်းလေအသိပညာတွေပိုတိုးလာလေပါပဲတတိယအချက်လှုပ်ရှားရှိတာကိုအချိန်မဆွဲပဲလုပ်ပါအခွင့်အရေးကောင်းတွေမလွတ်သွားစေဖို့ပါစတုထအချက်နေ့တိုင်းတစ်ခုခုအသစ်သင်ယူပါသေးငယ်တဲ့သင်ယူမှုလေးတွေကနေကိုယ့်ရည်ချင်းတွေတဖြည်းဖြည်းတိုးတက်လာမှာပါပစ္စမအချက်မပြောခင်စကားကိုအရင်စဉ်းစားပါကိုယ်စကားကြောင့်သူတစ်ပါးမနာကျင်စေဖို့ပါဘောကကောင်းတစ်ခုဆိုတာတနေ့တည်းနဲ့တိဆောက်လို့ရတာမဟုတ်ပါဘူးနေ့စဉ်လုပ်နေတဲ့အလေးကျင့်ကောင်းလေးတွေကနေတဖြည်းဖြည်းတိဆောက်လာတာပါဒါကြောင့်ဒီနေ့ကစပြီးကိုဘဝအတွက်အကျိုးရှိမဲ့အလေးကျင့်ကောင်းလေးတစ်ခုကိုစတင်ကြည့်လိုက်ပါ